မင်္ဂလာပါ TikTok ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်တို့ဒီအရာလေးတွေဒီ setting လေးတွေဖွင့်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့လူကြည့်များမယ်နော် okay ကျွန်တော်နဲ့အတူတူသွားကြည့်လိုက်မယ် okay TikTok တွေကိုသွားလိုက်မယ်ဒီရင်ကိုယ့်ရဲ့ profile ထောက်မယ်ဘောင်းလက္ခဏာလေးထောက်ပြီးကျွန်တော်တို့ဗီဒီယိုတစ်ပုတ်တင်လိုက်မယ်နော်နှိပ်ကိုနှိပ်လိုက်မယ်နော်နှိပ်ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာmore option ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ဒီမှာ allow comment ဆိုတော့ကျွန်တော်တို့ဒီမှာသူများတွေ comment မှတ်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ပေါ်အောင်လို့ပေါ့နော်ဒီကောင်လေးကိုဖွင့်ထားမယ်ပြီးလို့ချင်းဒီကောင်လေးကတော့ allow review or content ကောင်လေးတော့ဒါကိုယ့်ရဲ့ TikTok ဗီဒီယိုဒါသူများတွေတွဲဆော်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်ထားလိုက်မယ်နော်ပြီးလို့ချင်းကျွန်တော်ဒီမှာကိုတင်ထားတဲ့ဗီဒီယိုကကျွန်တော်တို့ AI ဓာတ်ပုံတွေပါရင်ဆိုလို့ရှိရင်เนาะဓာတ်ပုံတွေဗီဒီယိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ AI generated content ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာเนาะ auto chat sound copyright ဆိုတာဒီကောင်လေးဖွင့်ပေးလိုက်เนาะဆိုလို့ချင်းကျွန်တော်တို့ဘယ်လိုပြော copyright တွေပါမိတယ်ဆိုလို့ရှိရင်သူကဒီမှာစစ်ဆေးပေးမှာပေါ့နော်။ Okay ဒီကောင်လေးကိုဖွင့်ထားတင်တယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ allow ဒီမှာ visual စအကောင်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ဒီရိုက်ရှာတဲ့အခါမှာကိုယ့်တင်ထားတဲ့ဗီဒီယိုလေးတွေ့မယ်ပေါ့နော်။ Okay အကောင်လေးကိုလည်းဖွင့်ထားပေးရမယ်။ကျွန်တော်ဒီမှာ allow high quality upload ဒီကောင်လေးကိုလည်းဖွင့်ထားပေးရ။ဒီကောင်လေးပိတ်နေရင်လည်းဖွင့်ထားဖို့လိုတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေဒါကြီးလေးနဲ့ပြပြသားသားဖြစ်အောင်လို့ပေါ့နော်။ Okay အကောင်လေးကိုဖွင့်ထားတင်တယ်ပေါ့နော်okay ဒီလောက်ဆိုရပြီပေါ့နော်ဒီ audience control audience control ကတော့ပိတ်ထားလိုက်ပေါ့နော်အကောင်ဖွင့်ထားမယ်ဆိုလို့ရင်သူကအသက်16နှစ်ကနေအထက်ပဲကြည့်လို့ရအောင်အသက်16နှစ်အောက်ကနေကြည့်လို့မရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေမှကျွန်တော်အကောင်လေးကိုတော့ပိတ်ထားတင်တယ်